လူတိုင်းမှာလေကိုယ်ပိုင်ဘဝစကြောင်းဆိုတာရှိကြတာပဲလေအဲဒီဇလန်တွေကိုပုံဖော်ပေးတာကတော့အထီးကအဖြစ်အချိန်နဲ့နေရပါပဲဒီနေ့မှာတော့အဲ့ဒီအချိန်နဲ့နေရရဲ့ပဲ့တင်တန်များဆိုတဲ့ခေါင်းစဉ်လေးနဲ့အတူတူလေးလာကြည့်ကြရအောင်တစ်ချက်လောက်ပြန်စဉ်းစားကြည့်ပါလားကို့ဘဝမှာအပြောင်းလဲကြီးတစ်ခုဖြစ်သွားခဲ့တဲ့အချိန်ပေါ့အဲ့ဒီအချိန်ဟာဘယ်တုန်းကလဲအဲ့ဒီမိကုန်းကတော်လေးနဲ့တယ်နော်ဒီလိုကိုပြန်မြင်ရတဲ့မိကုန်းတွေကပဲကိုယ့်ရဲ့ဘဝစကြောင်းကိုပြန်လဲတူးဖော်ဖို့အစပြုပြနိုင်တာပါတကယ်တော့ဒါဟာအမတရားတွေကိုပြန်လဲရှာဖွေတဲ့ workshop တစ်ခုရဲ့အတန်းနှလုံးလို့တောင်ပြောလို့ရပါတယ်ဆိုတော့ဒီနေ့တင်ဆက်မှုမှာတော့အဲ့ဒီအချိန်နဲ့နေရာရဲ့ပဲ့တင်တာများဆိုတဲ့ workshop ကိုအနီးကလေ့လာကြည့်မှာပါဒါကကိုဘဝရဲ့နက်နေတဲ့ဇလန်းတွေကိုစနစ်တကျပြန်ဖော်ထုတ်နိုင်ဖို့ဖန်တီးရတဲ့နည်းလမ်းတစ်ခုဖြစ်ပြီးကိုယ့်ရဲ့အမှတ်တရားတွေအတွက်လုံခြုံတဲ့နေရာတစ်ခုကိုဖန်တီးပေးပါတယ်ဟုတ်ပြီဒါဆိုရင်ဒီ workshop ကအဖို့တန်တဲ့အမတ်တရားတွေကိုမှတ်တမ်းတင်ဖို့ဘယ်လိုမျိုးစနစ်တကျမှုပေါင်းတစ်ခုချပေးထားတယ်လဲဆိုတာကြည့်လက်ကြရအောင်သူတို့ရဲ့အဓိကလေ့ကျင့်ခန်းကတော့ one word session ပါမိနစ်40ကြာတဲ့ဒီ session မှာလေဤပညာနဲ့လည်းရေးကိုပေါင်းဆက်ပြီးဘဝရဲ့အရေးကြီးဆုံးအမတ်တရားတွေထိပေါ်ခဲ့တဲ့အချိန်နဲ့နေရာကိုတိတိကျကျပြန်ဖမ်းယူကြရတာပါဒီလုပ်ငန်းစဉ်ကရိုးရှင်းပေမဲ့တော်တော်လေးအားကောင်းပါတယ်ပထမဆုံး phone app ထဲကိုကိုယ့်ရဲ့အမတ်တရားကိုစကားပြောပြီးထည့်လိုက်ရုံပဲပြီးတာနဲ့ AI ကအဲ့ဒါကိုစာသားဖြစ်ချက်ချင်းပြောင်းပေးတယ်အဲ့နောက်မှာတော့စိတ်ဝင်စားစရာကောင်းတာကအဲ့ဒီစာကြောင်းကိုကိုယ်တိုင်လက်နဲ့ပြန်ကူးရေးရပါတယ်ဒီလိုလုပ်တာကအဲ့ဒီအမတ်တရားနဲ့စိတ်ပိုင်းဆိုင်ရာပို့ချိတ်ဆက်မိစေဖို့ပါနောက်ဆုံးမှာတော့ကိုပြောချင်ရင်အဖိုက်ကိုရဲ့အမတ်တရားကိုပြန်လည်မျှဝေနိုင်ပါတယ်ကဲအရင်ဆုံးအချိန်ဆိုတဲ့အပိုင်းကိုကြည့်ကြအောင်ဘဝရဲ့အဖြစ်အပျက်တွေကိုအချိန်နဲ့ဘယ်လိုတီးတီးကြာကြာပြန်ချိတ်ဆက်မလဲတို့သုံးတဲ့လေ့ကျင့်ရေးကတ်တွေထဲကပထမတစ်ခုပါခေါင်းစဉ်ကကိုယ့်ဘဝပြောင်းလဲသွားတဲ့အချိန်နဲ့ဒီကက်ကပြောင်းလဲဖြစ်စေခဲ့တဲ့အခိုက်အတန့်ကြီးကိုပြန်လဲတူးဆော်ဖို့ရည်ရွယ်ရပါတယ်ဥပမာအနေနဲ့ဒီလိုမျိုးပေါ့ဘေးအာရီယာကိုပထမဆုံးရောက်တဲ့နေ့နဲ့အဲ့ဒီနေ့ကခန်းစားရက်တွေကိုအတိအကျဖော်ပြပါတဲ့နေရာတစ်ခုကိုရောက်သွားတဲ့စိတ်လှုပ်ရှားမှုတွေမတေချာမှုတွေကိုပြန်မြင်အောင်စေတာပေါ့နောက်တစ်ခုကတော့ဘဝရဲ့ကြီးမားတဲ့မှတ်တိုင်တစ်ခုအကြောင်းပါကိုယ့်ပထမဆုံးအိမ်ကိုဝယ်ခဲ့တဲ့အခိုက်အတန့်နဲ့အဲ့ဒါကကိုယ့်အတွက်ဘယ်လောက်အတိတ်ပဲရှိတယ်လဲဆိုတာပြောပြပါတယ်ကိုပိုင်အိမ်တလုံးပိုင်ဆိုင်ရတဲ့ခံစားချက်ကတော့တကယ်ကိုအမှတ်တရပါပဲမျိုးဆက်တွေအကြောင်းပြောတဲ့မိကုန်းလည်းရှိပါသေးတယ်အဘိုးဘဆက်ဖစ်တဲ့အချိန်နဲ့အဲ့ဒီတုန်းကစိတ်ခံစားချက်တွေကိုပြန်ပြောပြပါရတယ်မိသားစုတဲ့ကိုလူတစ်တယောက်ရောက်လာတဲ့အတိုင်းမသိတဲ့ပျော်ရွှင်မှုကိုပြန်အမှတ်ရစေတဲ့မိကုန်းမျိုးပေါ့အချိန်တစ်ခုတည်းနဲ့တော့ဇလန်းကမပြည့်စုံသေးပါဘူးအဲ့ဒီအဖြစ်ပြက်တွေဖြစ်ပျက်ခဲ့တဲ့နေရာကလည်းအရန်အရေးကြီးပါတယ်ဆိုတော့အမတ်တရားတွေကိုနေရာနဲ့ဘလို့ခိုင်ခိုင်မာမာချီးနှော်မလဲကြည့်အောင်ဒါတော့ဒုတိယကတ်ဖြစ်တဲ့ကိုနဲ့သက်ဆိုင်တဲ့နေရာပါအိမ်လို့ခန်းစားစေတဲ့နေရာတွေအကြောင်းကိုမေခွန်းထုတ်ထားတာတွေ့ရမှာပါဒီမေခွန်းတွေကအာယုံခံစားမှုတွေကိုလုံဆော်ပေးတာတတိထားမိမှာပါတရုတ်တန်းစေးရဲ့အနံ့ကဘလို့ရှိတယ်လဲအဲ့ဒီမှာဘာတွေဝယ်ခဲ့တယ်လဲမြောက်ဝေပါတယ်အနတ်တစ်ခုတည်းနဲ့တင်အတိတ်ကအမတ်တရားတွေအများကြီးပြန်ပေါ်လာနိုင်တယ်မဟုတ်လားနေရာတစ်ခုနဲ့စတွေ့တဲ့အတွေ့အကြုံကိုလည်းပြန်ဖော်ထုတ်ခိုင်းပါတယ်ပထမဆုံးနေထိုင်ခဲ့တဲ့အမေရိကန်မြို့လေးနဲ့အဲ့ဒီပေါ်ပထမဆုံးမင်းကိုကန်ပြောပြပါတဲ့အဲ့ဒီပထမဆုံးအထင်မြင်ဆိုတာဘယ်တော့မှမေ့မရတဲ့အရာမျိုးလေနောက်ဆုံးအနေနဲ့ဘဝခီးရှည်ကြီးတစ်ခုလုံးကိုခြုံငုံမိတဲ့မေဟုံတစ်ခုပါရွှေပြောင်းနေထိုင်ခဲ့တဲ့ခီးစဉ်တစ်ခုအကြောင်းပြောပြပါဘယ်ကနေစခဲ့ပြီးဘယ်မှာအခြေချခဲ့တယ်လဲဆိုတာကကိုယ့်ဘဝဇာတ်ကြောင်းတစ်ခုလုံးကိုပြန်လဲသုံးသပ်စေတာပေါ့ကဲအချိန်နဲ့နေရာဆိုတဲ့အချက်နှစ်ချက်ကိုတီးခြားစီကြည့်ပြီးသွားပြီဆိုတော့အဲ့ဒီနှစ်ခုကိုပေါင်းလိုက်ရင်ဘယ်လိုအစွမ်းထက်တဲ့အကျိုးတရားမှုတွေရလာနိုင်မလဲဆိုတာစက်ကြည့်ရအောင်ဒီနီးလိုင်းရဲ့အဓိကအတက်ကဒီနေရာမှာပါတီးကြရဲ့အချိန်တစ်ခုကိုကိုယ်ထီလက်ရောက်ခံစားနိုင်တဲ့နေရာတစ်ခုနဲ့ချိတ်ဆက်လိုက်တဲ့အခါလေထဲမှာလွင့်နေတဲ့အမတ်တရားတွေကခိုင်မာတဲ့လက်စုပ်လက်ကင်ပြနိုင်တဲ့ဇလန်းတွေဖြစ်လာမှာတော့တယ်ဒါကြောင့်ဒီလေ့ကျင့်ခန်းဟာကိုယ့်ရဲ့အမွေအနှစ်ကိုတိဆောက်တဲ့ကိရိယာတစ်ခုလိုပါပဲဒါကကျွန်တော်တို့ကိုအတိတ်နဲ့ပြန်ချိတ်ဆက်ပြီးတဲ့ကိုဘဝခီးကိုပိုနားလေစေတဲ့ပြီးတော့ကိုယ့်ရဲ့တမိုးထူးခြားတဲ့ဇလန်းကိုနောက်လာနောက်သားတွေအထက်ထိမ့်သိမ့်ပေးနိုင်တယ်လို့စိတ်ထဲမှာပဲရှိတဲ့ခံစားချက်တွေကိုတကယ်ဇလန်းတွေအဖြစ်ပြောင်းလဲပေးနိုင်စွာရှိပါတယ်ဒီတော့နောက်ဆုံးအနေနဲ့ပြန်စဉ်းစားကြည့်ဖို့မိကုန်းတစ်ခုထားခဲ့ခြင်းပါတယ်လူတယောက်ချင်းစီရဲ့ဘဝစကြောင်းကိုပုံဖော်ပေးခဲ့တဲ့အဆုံးဖြတ်ပေးနိုင်ဆုံးအချိန်နဲ့အမတ်တရားအရှိဆုံးနေရာကတော့ဘာများဖြစ်မလဲ